ဒါကတော့အခုကရွှေပစုံရောက်နေရပဲဖြစ်တယ်လေအငွေ့လည်းလှက်နေတယ်အငွေ့လည်းလှက်ရွှေပစုံရေကန်လာဒါရွှေပစုံရေကန်အငွေ့လည်းထွက်နေတယ်ပဲကျွန်တော်ပန်းညံတစ်ခုလိုက်ပြဒီမှာရေကန်တရားပေါ့နော်အေးနေရပဲဗျာထဲထဲအခန်းနေတော်လေးလာညောင်းရိုက်ပြီအမေဘာလို့ဘူးငွေချက်ငွေရေငွေဘာနမခေါင်းနေပါနော်အဲ့နာဘာနေဒါပန်းပင်ပြီလားဟောဆောက်ပေးတယ်လာဒီပေါ်တက်လို့ရပါတယ်ခေါင်းလေးကဒါကော်ဖီတန်းလေးနော်ကော်ဖီโอเคနောက်တနေ့ဆက်သွားကြโอเคဒါနောက်တနေ့အလားအထဲဝင်းနေလည်းအခုကပြဖို့ပဲပြကျွန်တော်မရဲရဘူးရင်ငွေဗျာနေနေပဲဗျာဒီကံပြန်တွေ့တယ်โอเคအထဲဝင်နေပြန်သွားအားကနံတူဆောင်ရတယ်ဒီနေ့လေးလှတယ်အားရရโอเคနောက်တင်နိုင်ရဖို့ရိုင်းနေပြီလားတဲကတတိယထိုင်နေအဲ့လိုမျိုးမလုပ်နဲ့ကိုနဲ့စတိုင်ထွင်နေရွှေပစုံအိုးကျွန်တော်လည်းရိုက်တော့မှာပဲဖြစ်ပါတယ်လည်းနေချောင်းလေးချောင်းမရင်ငွေလေးပုံးမကြအဲ့ဒါမှောင်သွားကျမလာပါဖုံးပါကြီးခဏလေးနောက်တင်ရဟောပါနာလေးချက်Let's go.